သမိုင်းယုံမတက်မီတွင်ဒဏ္ဍာရီတစ်ခုသည်လေတိုက်ရာမှမွေးဖွားလာခြင်းဖြစ်သည်အနန္တတန်ခိုးရှင်တတော်ဝါဖြစ်တော်လဲမိမိမေ့ပြောက်နေသောကြီးမြတ်မှုအရေးတွင်နေထိုင်ရန်ရည်မှန်းထားသည် Anjana and the Vanguard Value မှမွေးဖွားသောဟာနုမန်လူငယ်သည်မြေကြီးမှအစာကိုဖြည့်ဆည်းပေးနိုင်ခြင်းမရှိသောစာလောင်မှုသိမ့်မှုကိုပိုင်ဆိုင်ထားသည်မြတ်စွာဘုရားအတွက်နမှုမှုဖြစ်ခဲ့သည်တမနက်မှာမှဲ့နေတဲ့ရွှေရောင်အသီးနှံကိုနေရောင်ခြည်ကိုလွဲမှားပြီးကလေးကပြေးသွားတယ်သူကခုံယုံမကဘူးမိုင်းကောင်းကင်ကိုဖောက်ထွင်း၍ကလေးကနေရောင်ခြည်တကားနာကိုချင်းကပ်လာစဉ်ကောင်းကင်ကြီးတုံးလှုပ်သွားသည်စကြဝဠာကိုအမှောင်ထုမှကဲတင်ရန်နတ်မင်းကြီးတိကြားမင်းသည်နတ်မင်းကြီး၏လျှက်စီးလက်ချက်ဖြင့်လှုပ်ကြံလေ၏ဝမ်းနှင့်ပူဆွေးသောလေတိုက်သောဖျားသခင်ကိုကျေနပ်စေရန်နတ်ဖျားများသည်စိတ်ကူးရင်ချင်းထက်လွန်ကဲသောလက်ဆောင်များမအောင်မြင်နိုင်မှုဉာဏ်ပညာနှင့်သူ၏ပုံစံကိုအလိုလျောက်ပြောင်းလဲနိုင်သောစွမ်းအားကိုနတ်ဖျားများကပေးအပ်သည်ဒါပေမဲ့ဖမ်းမိသွားတဲ့သူ့ဘေးဆိုးတွေကနေကဘာကြီးကိုလုံခြုံစေဖို့အတွက်ကျင်းစာတစ်ခုချထားခဲ့တယ်။ဟာနုမန်ဟာတကယ်လိုအပ်တဲ့အချိန်ထိသူ့ရဲ့စွမ်းအားတွေကိုမေ့သွားလိမ့်မယ်။ရာမာမီရှိသောလမ်းလွဲမင်းသားတစ်ပါးရောက်လာပြီးပျောက်ဆုံးသွားသောဇနီးစေတာကိုရှာဖွေသည့်အချိန်ထိနှစ်ပေါင်းများစွာတိတ်တိတ်ဆိတ်ဆိတ်တာဝန်ထမ်းဆောင်ခဲ့သည်ထိုအချိန်တွင်ကံကြမ္မာ၏အရှိန်အဝါများစတင်ပြောင်းလဲလာသည်ရှာဖွေမှုသည်ရင်းတို့ကြားတွင်ကျေပြောလှပြီးဖြစ်မကူးနိုင်သောသမုဒ္ဒရာကြီးနှင့်လင်္ကာနိုင်ငံနတ်ဆိုးတို့တည်ရှိရာကဘာအစွန်းသို့ပို့ဆောင်ပေးခဲ့သည်စစ်သည်များစိတ်တက်ကြလာသည်နှင့်အမျှအကြီးအကဲကျမ်းမဗန်သည်ရှေ့သို့တိုးလာသည်ရှေးကလျှို့ဝှက်ချက်တွေကိုဟာနုမန်ရဲ့နားထဲကိုတိုးတိုးပြောပြီးသူ့မှတ်ဉဏ်ရဲ့တစိ့ကိုချိုးလိုက်ပါတယ်။မြေကြီးတုန်ခါလာသည်ဟာနုမန်သည်ကြီးထွားလာပြီးတောင်များကဲ့သို့ကြွက်သားများကျဲလာပြီးပင်လယ်ဤမိုးချင်းတန်ကိုအတန်တိတ်စေ၏အေယာမသည်နောက်ဆုံးတွင်နိုးလာခဲ့သည်။သူ့အောက်ကမြေပြင်ကိုအကွဲသွားစေတဲ့ခုံပေါက်မှုနဲ့အတူအပြာရောင်အကွက်လက်ကိုဖျက်ပြီးတက်ရှိကျဲတကွန်ကသမုတ်တရားကိုဖျက်ကျော်တက်သွားတယ်။နတ်ဆိုးတွေကသူ့ကိုတားဖို့နတ်နေရာကနေထလာပေမဲ့သူတို့ကတော့သူ့လမ်းကြောင်းမှာရှိတဲ့ကြောက်စရစ်ခဲတွေပါပဲပင်လယ်မြေစရာစာရောအရေးနတ်ဆိုးကရောသူ့ကိုမထိန်နိုင်ခဲ့ပါဘူး Arar Mariat Kashoat Lane Karshoat Rutamuit, Tiangarwal out Kyons Warkar Ronsumao Reed Ainchi Sorel Tosh Shai Pitsa Shwemya Hotko H Pyats Houts Warkai Sai. အတော်ကတော့၌တီတာကိုတွေ့၏သူ၏ရည်မှန်းချက်မှာမျှော်လင့်ချက်တစ်ခုဖြစ်တော်လဲသူ၏ထွက်ခွာမှုသည်မိတော့တစ်ခုဖြစ်သည်ရာဝနမင်းကြီးသည်နတ်ဆိုးဖမ်း၍သူ၏အမီးကိုမီးဟုံးဟုံးတောက်ကြ၏ဒါပေမဲ့သူတို့ကဘာကြီးကိုလောင်ကျွမ်းစေဖို့အတွက်မီးရှူးမီးတစ်ချောင်းပေးလိုက်ရုံနဲ့သူတို့မတိလိုက်ကြဘူးသူသည်ငရဲမှငရဲသို့ခုန်ဆင်းကရွှေမြို့တော်ကိုအတုပပုံဖြစ်သို့ပြောင်းလဲလိုက်သည်အချို့သောဖျားများကိုတောင်အိမ်ထဲထည့်ရန်မရည်ရွယ်ကြောင်းထိုနေ့တွင်လင်္ကာကတင်ယူခဲ့သည်စစ်ပွဲကြီးစတင်သောအခါဟာနုမန်သည်အဆုံးစွန်သောဒိုင်းလွှားဖြစ်လာသည်သို့တော်တေလူမျောပါလက္ခဏာတွင်နေထွက်ခါနီးတွင်သူ၏အကြီးကျယ်ဆုံးစမ်းသပ်မှုမှလာခဲ့သည် Tong Pa Kukernina Sa Penko Shar Matwai Sapyon Matwaywan H Kurar Pain. Su Sai Tong Taith Kuloniko L1 to Api Taitekiko H Pyat Pyon Zayan Kai Sai. H Kate Paul Twin Awing Nina Sapyon Harnaman Sai Sarapuan Hang Boni Asareko Mashar Pui Kai Pei. Radanar Puajasawakar Sakin Burarit Rotetu Tako Pinak Yar Pine Pyatamuit. Rama Itamai Kapyane Samya Hakarla Patlonikam Barmye Patwinaran Arway Yal Kai Sa Tarwarayo Tetine Susaikiwano Tetho Atal Al Twin Shanasal Hitsai. Harnaman Ponpian Saikiwano Tetho Terloni Atwintation Asa Hupwana Eri Jarat Lam H Pitsai.